ရှင်ယူရခန်းကြီးတဲ့ငယ်20ကိုကြည့်အောင်ဒီနေရာမှာမိမိကိုမိမိတိဆောက်လျက်ခိုင်ခန့်သောအိမ်ကိုပြောချင်တာဒါပေမဲ့အဲ့ဒီလိုခိုင်ခန့်တဲ့အိမ်ကဘယ်လိုဖြစ်လာသလဲဒီကျမ်းစာမှာတော့ပြောတယ်တန်ရှင်သောဝိညာဉ်တော်အားဖြင့်ဆူတောင်းပတနာပြုလေတန်ရှင်သောဝိညာဉ်တော်ဟာသင်ရဲ့အိမ်ကိုခိုင်ခန့်စေတော်သူဖြစ်တယ်သင်ကိုခိုင်ခန့်စေမယ်သင်ရဲ့မိသားစုကိုခိုင်ခန့်စေမှာတန်ရှင်သောဝိညာဉ်တော်ဖြစ်တယ်ဝိညာဉ်တော်သည်သင်ရဲ့အိမ်မှာလှုပ်ရှားပါစေအဲ့ဒီအိမ်ဟာခိုင်ခန့်သောအိမ်ဖြစ်တယ်ခိုင်ခန့်သောအိမ်ဆိုတာကျွန်တော်တို့လှုပ်ချင်တာလှုပ်တဲ့နေရာမဟုတ်မိတ်ဆွေတင်လှုပ်ချင်တာလှုပ်ပြီးတော့ခိုင်ခန့်တဲ့အိမ်ကိုတင်မျောလင်းလို့မရဒီနေ့ဝိညာဉ်တော်နဲ့ပြေးသွားတဲ့အိမ်ဟာနာဟာဝိညာဉ်တော်၌ဆူတောင်းတယ်ဘာဖြစ်လို့ကျွန်မသိလဲသူဆူတောင်းတဲ့အခါမှာဘေးကလူတွေကသူ့ကိုကြည့်ပြီးတော့ရစ်မူးတယ်လို့ထင်တာအဲ့ဒါဘာနဲ့တူလဲဆိုတမန်တော်ခန်းကြီး2မှာတမန်တော်တွေလူတွေပြောသလိုပဲမင်းတို့ကလည်းအစောကြီးမူးနေပြီဟာနာဆူတောင်းတယ်ဆူတောင်းတဲ့မိခင်ဖြစ်တယ်အဲ့ဒီလူရဲ့အိမ်ဟာခိုင်ခန့်သောအိမ်ဖြစ်တယ်ဝမ်းနေစင်းနေနဲ့အမြဲတမ်းနှစ်တိုင်းမှာငိုနေရပေမဲ့သူကဖျားရှိမှငိုတာဖြစ်တယ်လူတွေရှိမှငိုတာမဟုတ်အဲ့ဒီအတွက်ကြောင့်ခိုင်ခန့်တဲ့အိမ်ဖြစ်လာတယ်မျိုးဆက်ပြက်လူနီးနီးဖြစ်နေပေမဲ့ဖခင်ကသူ့ကို prophet ကိုပေးတယ်ဝိညာဉ်တော်နဲ့ယဉ်မှုပါတဲ့အိမ်ဟာခိုင်ခန့်လိမ့်မယ်တန်ရှင်သောဝိညာဉ်တော်၌ဆုတောင်းပါအခြားသောဘာသာစကားနဲ့ဆုတောင်းပါတဲ့အိမ်ဟာခိုင်ခန့်လိမ့်မယ်တေကောခန်းကြီး2အငယ်9ကနေ12မှာတန်ရှင်သောဝိညာဉ်တော်နဲ့ပတ်သက်ပြီးတော့ပြောတယ်တဲ့အိမ်ဟာခိုင်ခန့်လိမ့်မယ်ဘာကြောင့်မလို့လဲဆိုတော့တဲ့အိမ်ဟာလောကပေါ်မှာတည်ဆောက်ထားတာမဟုတ်ဘူးစီးပွားရေးအခြေအနေပေါ်မှာတည်ဆောက်ထားတာမဟုတ်ဘူးလူတွေရဲ့စကားပေါ်မှာတည်ဆောက်ထားတာမဟုတ်ဘူးနဲ့နေတဲ့တန်ရှင်သောဝိညာဉ်တော်အပေါ်မှာတည်ဆောက်ထားတာဖြစ်တယ်ဘလို့လို့ပြုံပြတ်နိုင်မလဲကျွန်တော်ဒီကျမ်းစာပြောတယ်ဝိညာဉ်တော်အထဲကိုသွားပါနည်းနည်းသောအရာတိုင်အောင်ဝိညာဉ်တော်ဟာဖိုးပြပေးတယ်တဘောဘာလဲနည်းနည်းသောအရာတိုင်အောင်တင်သွားရမယ်ဝိညာဉ်တော်ထဲမှာသွားတယ်ဆိုအပေါ်ယံမဲမဟုတ်ဝိညာဉ်တော်ထဲမှာသွားတယ်ဆိုတာနည်းနည်းသောနေအောင်သွားတာမိခင်များဝိညာဉ်တော်ရဲ့မျက်ရည်ကိုတောက်ပါနည်းနည်းတဲ့အရာထဲထိသွားပါဝိညာဉ်တော်နဲ့ယဉ်မှုတဲ့အခါနည်းနည်းလေးပဲမဟုတ်နက်ရှိုင်းဆိုတာဝိညာဉ်တော်နဲ့ဆက်လက်ရမှုဖို့လိုတယ်ဝိညာဉ်တော်နဲ့ဆက်ဖြည့်ဖို့လိုတယ်ဆာငတ်တဲ့သူတိုင်းလာပါအဖိုးကိုမပေးဘဲနဲ့ဝဲပါသင်တို့ကိုတိုက်ဖို့ရန်တော့ဝိညာဉ်တော်ဟာအစင်သင့်ရှိတယ်အတန်ရှင်သောဝိညာဉ်တော်ဟာအရေးကြီးရဲ့တဲ့အိမ်ခိုင်ခန့်မှုအတွက်အရေးကြီးရဲ့ယောရှုဟာခိုင်ခန့်တဲ့အိမ်ကိုတည်ဆောက်နိုင်ခဲ့တယ်ဘာကြောင့်မလို့လဲဘာလို့ကျွန်မသိလဲသိလားသူဘဝအဆုံးကအနီးမှာဣသရေလလူတွေကိုသူမိတ်မှားတဲ့အခါမှာသူဘာပြောလဲဆိုဣသရေလလူတွေကိုမင်းတို့အခြားဖျားကိုကိုးကွယ်ခြင်းသွားကိုးကွယ်တော့တဲ့အဲ့ခါမှာဣသရေလလူတွေပြောမကိုးကွယ်ပါဘူးကျွန်တော်တို့ထာဝရဘုရားကိုပဲကိုးကွယ်ပါမယ်သူကပြောတယ်မရဘူးနော်တဲ့ဘုရားသခင်ကအပြစ်ရှိတယ်လို့ယုံလွယ်တဲ့ဘုရားဖြစ်တယ်ဘုရားသခင်ကသူ့ကိုချင်းကပ်တယ်ဆိုရင်သူတယောက်တည်းကိုပဲကိုးကွယ်မှရမယ်အခြားတစ်ပါးဘုရားတွေကိုးကွယ်ပြီးသူ့ကိုချင်းကပ်လို့မရအောင်ယောရှုအပြစ်တရားဟောတယ်ဘာလို့လဲဆိုသူလဲဒါနောက်ဆုံးတရားဟောချက်ဆိုတော့သူလိုက်ရှာရင်လည်းမရှိတော့ဘူးပြီးရင်သွားတော့မှဖြစ်တယ်အိမ်တော်အဲ့သူကအပြစ်ပြောတာအားလုံးအဲ့ခါမှာဣသရေလလူတွေကပြန်ပြောတယ်ကျွန်တော်တို့ထာဝရဘုရားကိုကိုးကွယ်ပါမယ်ဒီခါမှာသူဘာပြောလဲဆိုရင်ငါနဲ့ငါရဲ့အိမ်သူအိမ်သားကတော့ထာဝရဘုရားကိုပဲကိုးကွယ်မယ်မိတ်ဆွေဘာလို့ကျွန်မသိလဲသူ့ရဲ့အိမ်ကခိုင်ခန့်လဲဆိုတာဘာလို့လဲဆိုယောရှုပြောတယ်သူ့ရဲ့မိသားဆိုတာထာဝရဘုရားကိုပဲကိုးကွယ်ညီကောင်မတို့ယောရှုကတန်ရှင်သောဝိညာဉ်တော်နဲ့ပြည့်တဲ့သူဖြစ်တယ်ကျမ်းစာတစ်ပိုက်မှာမှတ်တမ်းတင်ထားတယ်မောရှေရဲ့လက်ထောက်နုန်ဤသားယောရှုပါဝိညာဉ်တော်ကိုခံရ၍ဝိညာဉ်တော်ကိုခံရတော်သူဖြစ်တယ်တန်ရှင်သောဝိညာဉ်တော်ကိုရတော်သူဖြစ်တယ်တရားဝိညာဉ်တော်ကိုရတော်သူဝိညာဉ်တော်နဲ့တွားတဲ့သူမဲ့တဲ့ရဲ့အိမ်ဟာခိုင်ခန့်လိမ့်မယ်ဝိညာဉ်တော်နဲ့တွားတဲ့သူတွေဖြစ်လိမ့်မယ်တန်ရှင်သောဝိညာဉ်တော်ဟာတင့်ကိုပဲတိဆောက်ပေးရုံမကဘူးသင်မျိုးဆက်တွေကိုတိဆောက်ပေးလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့ကိုယ်တိုင်ကအရင်ဆုံးဝိညာဉ်တော်နဲ့ပြေဝဖို့လိုတယ်ယောရှုတို့အရင်ဆုံးတန်ရှင်သောဝိညာဉ်တော်နဲ့ပြေဝဖို့လိုတယ်နောက်တစ်ယောက်ကျမ်းစာမှာကျွန်မတွေ့ရတယ်မာနော်ဆိုတာတရားသူကြီးခန်းကြီး73မှာရှန်ဆုံရဲ့မိဘဖြစ်တယ်ရှန်ဆုံရဲ့မိဘနှစ်ပါးကိုဖခင်ကစကားပြောတယ်အထူးသဖြင့်သူ့မိန်းမကိုပြောတယ်တရားသူကြီးခန်းကြီး73အငယ်3ကနေ5ကိုကြည့်အောင်ဖခင်ကရှန်ဆုံကိုရွေးကောက်တယ်ရှန်ဆုံကိုနာဇရိလူအဖြစ်ရွေးကောက်တယ်သူ့ပေါ်မှာတန်ရှင်သောဝိညာဉ်တော်ရဲ့တကူထိတ်ကတစ်ခုဖြစ်တဲ့ခွန်အားကိုဘုရားသူ့ပေးတယ်အဲ့ဒီအကြောင်းကျွန်တော်တို့အားလုံးသိရရှန်ဆုံကလူသူတယောက်တည်းနဲ့လူ1000သူချနိုင်အဲ့လောက်ထိခွန်အားကြီးတယ်ဒါပေမဲ့အဲ့ဒီလိုမျိုးဖြစ်တာသူ့မိဘနဲ့အများကြီးဆိုင်သူ့မိဘကိုဘုရားကပြောတယ်အထူးသဖြင့်သူ့ရဲ့အမေပရိသေတွေယူတဲ့ကာလကနေစပြီးတော့မင်းသားပဲနာဇရိလူဖြစ်မှာမဟုတ်မင်းလည်းနာဇရိလူလိုပဲစက္ကန့်အဲ့6လလွယ်တယ်ဆိုရင်6လလုံးစပြည့်ရမတောက်ရဘူးတေးတယောက်မတောက်ရဘူးမစင်ကြဲတဲ့အစားအစာကိုစားလို့မရဘူးဟယ်လိုအစားတောက်လည်းအရေးကြီးရယ်နောက်တစ်ခုကမစင်ကြဲတဲ့ရောက်ထိလို့မရဘူးပရိသေတွေယူပြီးဖွားမြင်တဲ့အခါမှာလည်းစပြည့်ကိုမရိပ်ပေးရသူ့မေကသွားပြီးညက်ပေးလိုက်သွားပြီတန်ရှင်သောဝိညာဉ်တော်နဲ့ပြေဝဖို့ရန်အတွက်နာဇရိလူဖြစ်မယ်ဒီလူကတက်လုံးဖြစ်ရမယ်ဝါမလွယ်ဘူးနော်ပုံမှန်အပြင်နာဇရိလူကသူတယောက်ပဲရှိရတော့မဟုတ်
အခြားသူတွေလည်းရှိတယ်ဒါပေမဲ့ပုံမှန်ဆိုတစ်နှစ်6လအဲ့လောက်ပဲသူတို့ကစက်ကတ်တာဖြစ်တယ် Nazarene လူဖြစ်ဒါပေမဲ့ရှန်ဆုံကိုကြတော့ special calling ဖြစ်တဲ့အတွက်တစ်သက်လုံး Nazarene လူဖြစ်ကျတော့သူတွေကျွန်တော်ဘယ်နှယောက်ခံစားလဲတင်းသားသမီးက special calling နဲ့ရှိရသူဖြစ်တယ်တန်ရှင်သောဝိညာဉ်တော်တကူတော်အပြင်ဖခင်အသုံးပြုမဲ့သူဖြစ်တယ်ငယ်ငယ်ကလေးကနေသင်သိတယ်ဘေးကလူတွေတော့မသိဘူးဒါပေမဲ့သင်သိတယ်ဖခင်တင်စကားပြောတယ်သူ့ကိုကြည့်လိုက်တဲ့အခါတိုင်းမှာသင်အထဲမှာတစုံတစ်ခုခံစားရတယ်သင်ပြောပြလို့မရဒါပေမဲ့သင်သိတယ်မိဘတွေသင်တော့အတိဆုံးဖြစ်တယ်ဖခင်ကအခြားလူတွေကိုတော့မပြောဘူး prophet ကိုတော့မပြောဘူးယစ်ပရောဟိတ်တွေကိုမပြောဘူးသူမိဘကိုလာပြောတယ်သင်ကိုစကားပြောတယ်ဒါပေမဲ့သားသမီးတွေကြီးမြတ်တဲ့သူဖခင်ဘိတ်သိတဲ့လူဖြစ်လာဖို့ဆိုတာမိဘဘက်ကလည်းစက္ကန့်ရှင်ဆုံးပဲစပြည့်မတော့သူအမေလည်းမတော့ရရှင်ဆုံးပဲဝိညာဉ်တော်နဲ့ဝိညာဉ်တော်ခံရတာမဟုတ်သူမိခင်လည်းအရင်ဆုံးဝိညာဉ်တော်ခံရအော်ကျွန်မတင်ကိုပြောမယ်တင်သားသမီးတွေဝိညာဉ်တော်ရဲ့တကောခံရဖို့တင်ကိုယ်တိုင်အရင်ဆုံးတဝိညာဉ်တော်နဲ့ပြည့်ဝတော်သူဖြစ်ပါတန်ရှင်တော်ဝိညာဉ်တော်ရဲ့တကောတင်မကြော်သွားဘူးဖြစ်တယ်ဝိညာဉ်တော်ရဲ့တကောတင်တဲ့ကနေတင်မိသားစုရဲ့ overflow ဖြစ်လိုက်မယ်တန်ရှင်တော်ဝိညာဉ်တော်တင်ထဲကနေအလုံးလုံး